ဘယ်ကောင်လဲကွာအဲ့အောင်ဘယ်ကောင်လဲရောက်ဒီချက်လူအိတ်ကြီးကွာမင်းဖုန်းဆက်အောင်တီတရားမရှိဘူးလားအတီတရားမတီတရားလုံနေတယ်ငါနေမယ်နေမယ်ဟာမမေတာမတီလိုက်လို့ဘာလဲငါညနေနေကိုလိုက်လို့ပြောထားတယ်အခုတည်းမထားသေးဘူးလားတနေ့အဲ့ဂိမ်းနေပဲစော်နေမေတာကနိုးနေပြီဒီမှာအခုရေထဲချိုးပြီးသွားပြီဟိုအိမ်လေးလေးကိုပဲကြံတော့ ready ပဲနော် ready ပဲဆိုငါဆဲလာပြီโอเคမေခဏနော်တားရတော့မယ်ဘာလဲလို့လဲ你快不必得了，不要让 ready 走。ready လေးမေ9မိနစ်ပဲခဏနေရော9မိနစ်တော့အေးဦးပဲတဲ့နေအဲ့ဒိတ်ပဲစော်နေတလားပါစေအမလေးမေဘာဖြစ်တာလဲအလက်နေကြတယ်တဲ့အဲ့ဒိတ်ပဲစော်နေဟာမေလူငယ်တယောက်တော့အားလက်ချိန်ဆိုလိုအပ်တယ်ဒါသာအားကစားလုပ်နေတာဟာကစားအားလက်ချိန်ကစားနေရလေအဲ့ဒါကြောင့်ဝင်စော်မရတာဟဲ့လေခဏဘာဖြစ်ပြန်ပြီကမေ你ဒီဘက်ထဲလာဘာလို့ခရီးညောင်းပို့လဲကျူးကျူးဖွင့်ထားတာလေဗီဒီယိုရိုက်လွယ်အောင်လို့ What the fuck bro 你တွေ့မယ်ဟာမလားဟာမင်းလေတော့ဂိမ်းဆိုးနေတာဘာလုပ်တာလဲအဲ့ဘာဖြစ်နေလဲဘာဖြစ်ပါဘူးအဲ့တော့မနေ့ကလို့ရှင်နေငါ့ကိုလိုက်ပို့အောင်ပါလေဟုတ်အေးပြင်ထွက်သွားပြီပြန်ဆိုလို့ရပြီအောင်မထားလေးခင်ဗျဟုတ်မလားစောစီလို့ပါမမေရလေလစ်ပိုရှိတယ်လေနေအဲ့ဒါလေးပဲပေါ့နော်ငါတို့ခေတ္တကလေ energy drinks ပါလေတဲ့ရတော့မတော့ပါလားနင်တို့ခေတ်ကြောင်ပါပဲရှိလို့ပေါ့နော်မင်းကလေဟိုဟာလစ်ပိုမှာတော်ရင်း1000 mg ပါဝင်တယ်လေပြီးတော့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကလည်းတော်ရင်းကို2000 mg ထိလက်ခံနိုင်တယ်တော်ရင်းဆိုတာဘာလဲဆိုတော့အမိုင်နိုအက်ဆစ်တစ်မျိုးအာယုံစူးစိုက်မှုကိုအားကောင်းစေတယ်ပြီးတော့လစ်ပိုမှာတော်ရင်းအပြင်မှာတခြားဗိုက်တာမင်မျိုးစုံပါတဲ့အတွက်တက်ကြွလန်းဆန်းနေအောင်တားကိုပဲကြည့်တညာလုံးဂိမ်းစော်ရတာတော့ easy ပဲနေပါအဲ့ဒါပါနေရမလို့ပြီမင်းသားကိုထင်သေးတာပဲမိသားပါမင်းပလင်းနောက်မှာရေးတာလေမိမကြီးလိုက်ဆေးကြည့်နေရလားဟုတ်တယ်စောစောကြီးတော့လေကွာမင်းမနေ့ကျရင်လည်းခီးသွားအောင်မယ်မလန်းမဲနေလိမ့်မယ်ဩရပါတယ်အဲ့မြလား